နေ့ကဈေးဝယ်လာတာဒီမှာစုံနေရပဲအိမ်ဆိုင်ဖွင့်ရအောင်မတက်ဆိုင်လုံးမှလာတယ်မကြီးသည်ခရမ်းသည်ဒီမှာချစ်မောင်အဓိကကတော့မကြီးသည်ရအောင်မို့သွားဝယ်တာဒီမှာပဲသည်2မျိုးဒီမှာဘူးသည်နဲ့တမောသည်ဒီမှာကျက်သွန်ဖြူနေဒီမှာပြင်းတော်သိန်းကလည်းဒီမှာဝယ်လို့မရဘူးလေဒီနားမှာကြာတော့သူကကလားဆိုင်တွေမှာပဲရဒီမှာကလားဆိုင်မရှိဘူးဆိုတဲ့ခါတော့အဲ့ဒါကြောင့်မလို့ဒီမှာ3လောက်တောင်ဝယ်လာတာဒီမှာပြင်းတော်သိန်းရုပ်ကြီးစိမ်းကလပ်ပဲဒီမှာရုပ်ကြီးခွဲချမ်းကျက်တဲ့နန်းဒီမှာတကြားသည်ဘူးတီးက3လုံးတောင်ပဲဝယ်လာမှာဘူးတီးကြော်စားလို့ရအောင်ပေါ့ဘူးတီးကြော်စားမယ်ပြီးရင်ဝတ်သားနဲ့ပြုံရောမယ်ဝတ်သားတဲ့ပြုံအဲ့လိုမျိုးဂျင်းကြဒီမှာဂျင်းကအများကြီးပဲဂျင်းက organic ဂျင်းလေသူကဘာလို့ဆိုတော့ဂျင်းကိုကိုလုတ်ပြီးတော့ဒါဂျင်းတုတ်စားလို့ရအောင်ပေါ့ဂျင်းနှစ်လောက်မလို့ဂျင်းတော့ကဒီမှာဝယ်လို့မရအောင်ဆိုတော့ကိုလုံးမှပဲရမှာဒါຫນွေပဲသီးက2မျိုးဒီမှာဘာကွာလဲတော့မသိဘူးတကယ်ဆိုရင်3မျိုးရှိတာဟိုဆိုင်မှာဆိုလို့ရှိရင်ခရမ်းရောင်1မျိုးရှိသေးတယ်အဲ့ခရမ်းရောင်ကမယူလာခဲ့ဘူးပဲကြီးလဲပါတယ်ပဲကြီးကအခွန်ချွတ်ပြီးသားသူကဒီတိုင်းနှက်စားရုံမှာအဲ့ဒါပဲကြီးအခွန်ချွတ်ထားတာလေခရမ်းသီးလေးလည်းအယောင်လှတယ်ဒီမှာမကြီးသီးနဲ့ခရမ်းသီးနဲ့ချက်စားမယ်လေအဲ့ဒါချစ်မောင်ကဘယ်လိုစားရမလဲမသိသေးဘူးဘယ်လိုချက်ရင်ကောင်းမလဲကြော်မလားရေတောက်ချက်မလားမသိသေးဘူးအဲ့မျိုးတင်မော်ဒီကလည်းလက်ဆန်တာတွေ့လားဟိုတင်မော်ဒီရောဘူးဒီရောတအားကြီးလက်တာသူက